ကျွန်တော်တို့ဝေးပြီးသွားနေအောင်ပေါ့နော်။မသွားလို့မှလဲဆိုတော့စက်ကြည့်ပေးပါ။ မူစာချိုင်းနဲ့ဆရာတယ်မူစာချိုင်းနဲ့ဆရာတယ် စုံရကြည့်ပါဟောမိုင်းရကြည့်ပါကျွန်တော်စုံကားထွက်လာပါလေကိုင်းဝင်ရောက်ပါပြီခေသွားမလို့ဆိုတော့တောင်ကြီးကိုသွားပါတောင်ကြီးကိုပါသွားလို့မလို့တောင်ကြီးမှာကိုရန်ဆိုင်ခွဲလေးဖွင့်ဖို့အတွက်ကိုဆိုင်သွားပြင်ဆင်မှာဖြစ်ပါတယ်ကိုင်းဝင်ရောက်ပြီဒါကတော့ကျွန်တော်တို့မင်းသားလေးပေါ့မင်းတော်သေးွားကားကြီးစောစောရောက်လို့ဆိုတော့ကျွန်တော်လေးစောင်းလိုက်ပါအချိန်များတော့ဒါတော့ first time ဝေးပြီးကားနဲ့သွားတယ်ရိုး VIP လောက်ပဲသွားပြတယ်အခုကတော့ high class နဲ့ဆိုတော့သူကတီးတက်နားနေတယ်ရှိပါတယ်တောင်ကြီးရဆိုင်ခွဲဆိုင်ဖွင့်ဖို့လည်းလုပ်မယ်ဒီကြီးရတဲ့ပြီးတော့ကျွန်တော်နေရာချမယ်နည်းနည်းပြင်ဆင်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာ Tattoo Expo ပွဲအတွက်ကိုလည်းတောင်ကြီးမြို့က Tattoo ဆိုင်တွေကိုကျွန်တော်လိုက်ဖိတ်မယ်ပေါ့နော်လိုက်ဖိတ်ဖို့လေ plan လေးနဲ့ပို့သွားရဖြစ်ပါတယ်အားလုံးပဲဆိုင်လေးသွားမယ်ကျွန်တော်တို့ဆိုင်ကိုလေးပြင်ဆင်မယ်ပေါ့လိုက်ကြည့်ပေးပါတယောက်လေးဖြစ်ပါတော့မရှိတယ်ရပါတယ်ဟုတ်ကဲ့ရိုက်လိုက်ဒါကတော့ကျွန်တော်တို့တောင်ကြီးမြို့မှာဖွင့်လိုက်မယ် Golden Tattoo Studio 2ရဲ့ပဲ့ကန်ရှင်ဖောင်းတာတောင်ကြီးကောင်းဖြစ်ပါတယ်အောင်ခန့်ဖြစ်ပါတယ်ဒါတော့ Golden ကျွန်တော်တူရပါအဲ့တော့ကင်မရာမန်လေးရဲ့ first trip ပေါ့နော်ကဲတော့ရောက်တယ်လစ်တာပေါ့နော်ဘူးမပါပါဘူးမပါပါဘူးကျွန်တော်တော့ရောက်ပါဘူးဘယ်လိုပုံပါဟာရမအဲ့လိုမပြောနဲ့လေကွာငါ့ဝရပါပြီအဲ့ကလစ်ကတော့ KFC ဒီ KFC စားပြီးတော့ပါမယ်မအောင်တော့တောင်ကြီးသွားတဲ့တွေ့ကြုံနဲ့ 1+1 စီးတဲ့ပထမဆုံးတွေ့ကြုံနေရတော့စားပြီးတော့ KFC စားပါတယ်ပြီးတော့လိုက်ကားလေးတွေလည်းပါတယ်ဒါမဆက်ခုံပြောတယ်မဆက်ခုံခလုတ်တွေပါတယ်ကြောနေတာနောက်တစ်ခုပါဒါ vibrate နဲ့ preview fashion 3မျိုးပါဆိုစိတ်ကြပြီဟဲလေခြေတွေထွက်လာပါနောက်တော့လည်းပါခြေသလုံးတင်ခြေသလုံးတင်နေတော့နော်ခြေတင်လေးပေါ့အာသွင်းပေါ့ပါတယ်နော်ထိုင်ကုန်မျိုးနောက်မှာအာသွင်းပေါ့ပါဒီမှာအာသွင်းကြိုးထည့်လို့ရဘယ်လောက်ပေါက်တော့မပေါ့ရာဖြူအားကိုယ်တိုင်တယောက်တည်း AC show လို့ရတယ်ဖြူကိုစားမိုက်တယ်။ဒီနေ့ထုံထားပေးပါရှင်။ဘုံနေရတော့မဖြစ်မနေပေးရပါဘူး။ကျွန်တော်ကင်မရာမန်အဖိုင်လုံးနေလည်းမသိဘူး။ Okay, what is fair လိုက်ပါမယ်။ကောင်းဘူးနော်လေ။ကိုရမောနော်လေ။နော်လေ okay ။ဝါရီအားပါကြီးတော့ဒီလက်ရည်လေဒီလက်ဆိုပါရှက်တတိုင်နေပါနဲ့ထုတ်လာတယ် ဒီလက်ဆိုဟိုကဲတော့ကြားဘူးလေဒီလက်ငါတို့ရင်ကောင်မရှိဘူးဒီလက်ရည်သူစီရှားပါတယ်ပဲကြည့်တော့ဆက်လူရှင်နေရပါဆက်လူရှင်နဲ့ဘလော့ဖြစ်ပါဆက်လူပါလေအိတ်ထဲပြန်ထည့်ပါလေဘာလို့မတန်းကူရမလဲဒါပြီးတောင်ကြီးရောက်မှမင်းကဝိုင်းနေကြရအောင်လက်ပြီးလက်ယူဖြစ်နေလက်ပြီးလက်ယူဖြစ်နေပြီ review လေးပြောပြအောင်ပြီfeeling လေးဒီလေတောက်ကြမှာပေါ့နော်တောက်ကြမယ်ဒီတောက်တဲ့ဖြစ်ကိုရအောင်ဟာရခက်ဘာပြောရလားတော့အရင်ဆက်ပေါ်ချင်းတော့စောတာဖမ်းမလင်းနေတယ်တော့ငယ်တော့ဖမ်းမလင်းနေတယ်ရှက်တတိုင်ရောက်ခါတူဒီရည်လားမသိဘူးဆိုတာကြီးလေနဲ့အကောနဲ့လို့မူစာချိုင်းနဲ့ဆရာတယ်မူစာချိုင်းနဲ့ဆရာတယ်
ဒီလေးရ review ပေးရရင်တော့ ကောင်းဆိုးပါလေ 10မှတ်မှာ1မှတ်မှမပေးချင်ပါဘူးတမှတ်ပေးလိုက်မှာကွာ gas လေးပါတယ်ပြီးခါရတယ်မကောင်းဘီယာလိုလဲရလာမရှိဘူးရက်လိုလည်းမဟုတ်ကျွန်တော်တို့ယောက်ျားတို့ကြီးကြိုက်တယ်ဟုတ်ပါဘူးကျွန်တော်ညီမမျိုးကြီးကြိုက်တဲ့စမူစာဆိုပါတယ် ဘူးလည်းလည်းဆောင်း ဘယ်အိမ်နဲ့တက်ပြီးတော့ဒီဘက်အိမ်နဲ့သွားမလားထားဖို့ပြန်တက်လာလမ်းထီ1000နာပေါ့နော်4နာရီကျော်4နာရီကျော်လာရောက်နေပြီဂိတ်ကမဖွင့်သေးတော့ကျွန်တော်ခဏနားတာပါကျွန်တော်ပေါက်တော်ဝရောက်နေတာဟုတ်ပါဘူးပေါက်တော်ဒီမှာပုံမှန်ပဲတော့ခီးသွားရချိန်မှာ9နာရီမှာဂိတ်ဖွင့်ကြတယ်ဆိုတော့ဒါကတော့အစာပြေထက်ကျွေးပါတယ်အစာပြေအေးလေးနဲ့ brand လေးတွေပဲ SP SP တမလေးကူလာအောင်မောင်းတော့ SP ရဲ့အရှာโอเคစာပြေโอเคပါရောက်လာပြီတောင်ကြီးကိုပေါင်းကြီးရောက်လာနာမောင်းပြရမလား ဟောရမလားဟုတ်လားဒီလေးကျလိုက် ပြန်လိုက်ကောင်း ကျော်တဲ့နေမှာအစီအစားလဲမောင်ကြီးမောင်ကြီးမောင် ဒီလမ်းပါမင်းလမ်းပါလေမင်းလမ်းပါစိတ်ဝင်လာတယ်ကျွန်တော်တို့တောင်ကြီးမြို့မှာရှိတဲ့ Golden Hand Studio တဲ့ပတ်ဝန်းကျင်လေးပေါ့နော်ဘယ်လောက် agent တာရလဲဆိုတော့ကျွန်တော်နဲ့အတူတူ live ပါကြည့်လိုက်ပါတောင်ကြီးဆိုင်ရာဒီကျွန်တော်တို့မီးပြတ်တယ်ရင်လည်းစစ်မှုကူပါပါဘူးကျွန်တော်တို့ဆိုလာတွေကိုအများကြီးတောင်ကြီးမျိုးရဲ့အရသာမပြောင်းအောင်လို့ကျွန်တော်တို့တောင်ကြီးကိုနောက်ခံထားတာပေါ့နော် အောက်ကျတတူးစုရအောက်မှာတူးတက်ဟိုတယ်လေးရတယ်ပုံမှာတက် ဒါကတော့တတူးထိုးရင်းနေပေါ့နော်ညဘက်လေးတက်ပြီးတော့ဒီမှာချီးမယ်ပေါ့နော်ချီးလို့ကျွန်တော်ဒီနေ့ပြင်ဆင်ရဘာလေးပေါ့စမကလာလေးတတူးထိုးလို့သက်သက်ကောင်းကောင်းမပေးဘူးဈေးစစ်တဲ့ကောင်တွေခေါင်းဖြတ်ကောင်းဖြတ်ကောင်းနေပြကောင်းနေလားနော်ကောင်းနေကြတယ်စကားမများတယ်စကားမများရင်နော်ပြောရဲဆိုတဲ့စကားနားမဟုတ်ဘူးကောင်းဖြတ်
ဆိုင်ရောက်ပြင်ဆင်တိုလီမိုလီတက်ကဲ finish နေထားတယ်ပါတတူရင်ဒီနောက်ကပန်းကြိမ်ရဲ့ဆိုရင်အချမ်းရှေးဒီနောက်ကစီးထည့်တာစီးစင်ပါဒါတော့ဘာမှမထည့်ရသေးဘူးထည့်ချင်တိုင်းအများကြီးထည့်လို့ရတယ်ဒါအစင်တစ်ခုဒါအစင်တစ်ခုပါဆေးတွေပြမယ်နော်ဒီတော့နားပါဗျာ